တမင်မေကုန်းလေးပြန်ပြီးတော့စလိုက်မယ်အားလုံးသောပရိသတ်တွေလည်းစိတ်ဝင်စားနေတယ်မြတ်စွာဘုရားရှင်ဒီယနေ့အချိန်ထိတတ်တော်ထင်ရှားရှိ၍နေသည်ကိုကျွန်ုပ်တို့အားလုံးဖူးတွေ့ခွင့်ရရှိနေအောင်မယ်ဆိုလျင်ဒီကနေ့အချိန်ထိနော်ဒီကနေ့အချိန်ထိနော်ဘုရားရှင်ရဲ့တတ်တော်မြည်မြရှိ၍နေမည်နီတမီးဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာ360မေကုန်းတင်မတမီးဆက်ဖြေမယ်လို့ရွေးပြီးပြီဆိုလို့ရှိရင်တော့နောက်ပြန်လှည့်လို့မရဘူးအသက်ကိုဝအောင်ရှုA 2649နှစ် B 2549နှစ် C 2569 D 2614နှစ်သမီးတို့စဉ်းစားချိန်စက္ကန့်30စတင်ပါပြီဖြေမှန်ရွေးလို့ရပါပြီ A 2649ပါဗျာ A 2649ဖြေပြောင်းမလားမပြောင်းတော့ပါဘူးဗျာဒီမိကုန်းပြီးနောက်တစ်ဆင့်မှကျွန်တော်တယ်တင်ပါဒီနေရာမှာချွတ်ချော်သွားပြီဆိုလို့ရှိရင်တော့သမီးတို့စိတ်မကောင်းစရာပဲသမီးကိုတစ်ခုလောက်မေးချင်တာကအဲ့ဒီမိကုန်းအဖြေကိုရအောင်သမီးဘယ်လိုတွက်တယ်လဲမဆာပြန်ရှင်ဘိန်းနေပဲ12ခုနှစ်ကခရစ်တော်မပေါ်မီ944ခုနှစ်ပါဗျာအခုကခရစ်နှစ်2025ပါဗျာအဲ့နှစ်ခုကိုပေါင်းလိုက်တယ်ပြီးတော့မဆာပြန်ရှင်ကတတ်တော်80မှာကွန်နိုနဲ့တဲ့ကြောင့်အဲ့ဒီ3ခုကိုထပ်ဆင့်ပေါင်းလိုက်တာပါဗျာအလုံးပေါင်းတော့2649ပါဗျာအတီးပြုပြီနော်အတီးပြုပါဗျာအဖြေမစစ်လို့ရပါပြီဒီတစ်ခါကျွန်တော်တို့ဆုံးဖြတ်ရမယ့်မေးခွန်းကသမီးလေးတွေစုချင်းငွေ360တန်မေးခွန်းဖြစ်ပါတယ်မေးခွန်းလေးကမြတ်စွာဘုရားရှင်သည်ယနေ့ချိန်ထိတတ်တော်ထင်ရှားရှိနေ၍အကျွန်ုပ်တို့ဖူးတွေ့ခွင့်ရှိနေကြအောင်မည်ဆိုလျင်ဖျားရှင်ရဲ့တက်တော်မြည်မြရှိ၍နေမည်နီလို့မေးထားပါတယ်။သမီးလေးကဒီမေးခွန်းရဲ့အဖြေကို A 2649လို့ဖြေဆိုထားပါတယ်။ဝင်နာစုရှင်ရဲ့စုချင်းငွေ360တန်မေးခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ